မိုင်းရဲ့အနက်ဆိုင်ဆုံးနဲ့စိတ်ဝင်စားစအကောင်းဆုံးလှုပ်ဝက်ချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့တာပုတ်လို့ခေါ်တဲ့ငြိမ်းချမ်းခြင်းဒေတာတော်ပါပဲ။ဒီဒေတာဟာရန်သူတွေကိုအောင်နိုင်စေပြီးစိတ်နှလုံးကိုငြိမ်းချမ်းစေတဲ့အရှင်မြတ်ရဲ့အံ့ဩဖွယ်အမှတ်အသားတစ်ခုဖြစ်ပါတယ်။ဒီဒေတာတွေမှာဘာတွေရှိနေလဲဆိုတာသင်သိပါသလား။ရှေးရောက်မတန်တွေအရနဗီမူဆာအလီဟ်အစ္စလာမ်ရဲ့တောင်ဝဲတော်နဗီဟာရွန်အလီဟ်အစ္စလာမ်ရဲ့ဝိယုံတော်နဲ့မြင့်မြတ်တဲ့ကျမ်းစာအပိုင်းစာတွေရှိနေပါတယ်။ဒီဒေတာတော်ရှိတဲ့နေရာတိုင်းမှာဘလို့စစ်တပ်မျိုးကိုမဆိုတည်ငြိမ်သွားစေတဲ့တကိုးတော်တွေပါရှိနေခဲ့တာပါ။သမိုင်းမှာတခါတော့ဒီဒေတာတော်ပျောက်ဆုံးသွားခဲ့ဘူးပါတယ်။ဒါပေမဲ့တာလူမင်းကြီးနန်းတက်တဲ့အခါမှာတော့အရှင်မြတ်ရဲ့အမိန့်တော်နဲ့ကောင်းကင်တမန်မလာအိကတ်တွေကဒီဒေတာတော်ကိုကောင်းကင်ယံကနေလူတွေရှိမောက်အထိတဲဆောင်လာပြီးပြန်လဲပေးအပ်ခဲ့ပါတယ်။ယနေ့အချိန်မှာတော့ဒီတာဘုဒေတာတော်ဟာကမ္ဘာတနေရာမှာလှုပ်ဝတ်စွာပျောက်ဆုံးနေစေဖြစ်ပါတယ်။အစ္စလာမ်အယူအဆအရအီမာမ်မတ်ဒီပေါ်ထွန်းလာချိန်မှာပဲဒီဒေတာတော်ကိုပြန်လဲတွေ့ရှိမှာဖြစ်ပါတယ်။သင်ရောဒီဒေတာတော်ဟာအခုဘယ်နေရာမှာဖုံးကွယ်နေမယ်လို့ထင်ပါသလဲ။